ကမ္ဘာအကောင်းဆုံးစားတောက်ဆိုင်တွေကိုအမှတ်ပေးတဲ့နေ့ဝက်စစ်ဆေးမှုများအကြောင်းသိပါသလားအားလုံးပဲမင်္ဂလာပါရှင်နောက်ပိုင်းမှာမီရှယ်လင်ဂိုက်ဟာအလွန်ဩဇာကြီးမားလာပြီးမီရှယ်လင်စတာဆိုတဲ့ကျေဝင်ပြီးတဲ့စနစ်ကလူတွေအပေါ်မှာအတော်လေးလွှမ်းမိုးနေရလာခဲ့ပါရှင်တနည်းအားဖြင့်မီရှယ်လင်စတာဆိုတာစားတောက်ဆိုင်လောကရဲ့အော်စကာဆုဆိုပြီးတင်စားရလောက်တဲ့အထိထင်ပေါ်လာခဲ့ပါရှင်လက်ဝက်စစ်ဆေးမှုအင်စပက်တာတွေဟာစားတောက်ဆိုင်တွေဝင်ရောက်ကြတဲ့အခါမှာတာမန်ဧည့်သည်တွေလိုပဲမအောင်စားတောက်ကြပါရဲ့ရှင်။နာမည်အရင်နဲ့ဘိုကေမတင်တယ်လို့ဆိုင်ရောက်ရင်လည်းမဆုစာအုပ်ထုတ်ပြီးအမှတ်ပေးတာမျိုးမလုပ်ပါဘူးရှင်။စားတောက်ပြီးတဲ့အခါမှာလည်းဆိုင်ရဲ့မျက်နှာပေးမှုကိုမယူပဲတာမန်ဖောက်တဲ့တယောက်ရရှိမယ်။ဝန်ဆောင်မှုကိုပဲစစ်ဆေးကျင်တာဖြစ်လို့စားတဲ့ငွေကိုကိုယ်တိုင်အပြည့်အဝပေးချေပါရဲ့ရှင်။နောက်ဆုံးကုံပြောရရင်မီရှယ်လင်မှာအလုပ်လုပ်နေတာကိုမိဘဆွေမျိုးမိတ်ဆွေတွေကိုအတိပေးပြောပြခွင့်မရှိပါဘူးရှင်။အရန်ကိုပဲစိတ်ဝင်စားဖို့ကောင်းပြီးစနစ်ကြလွန်းနဲ့အမှတ်ပေးစနစ်ကိုဖန်တီးထားခြင်းဖြစ်ပါတယ်ရှင်။ဆိုင်ရဲ့အပြင်စင်နဲ့ဝန်ဆောင်မှုကောင်းခြင်းဆိုတာတဲ့အစားအသောက်ကိုဒါအဓိကထားစစ်ဆေးပြီးတိုက်တာထားခြင်းဖြစ်ပါတယ်ရှင်။လက်ဆက်တဲ့အသီးနှံအသားငါးနဲ့အရည်သွေးမြင့်ကုန်ကြပါဝင်မှုထူးခြားတဲ့အရာတာပေါင်းဆက်မှုနဲ့အချက်ပြုတ်ပုံဤစနစ်ကျွမ်းကျင်မှုတခြားတော့ဆိုင်တွေနဲ့မတူကွဲပြားတဲ့စဖူမှုတယောက်ရဲ့ကိုယ်ပိုင်ဖန်တီးနိုင်စွမ်းပါဝင်မှုပြီးရတဲ့ဈေးနှုန်းနဲ့ထိုက်တန်တဲ့အရာတာကိုခန်းစားရရှိမှုဘယ်ချိန်လာဆဆတည်ငြိမ်ပြီးတသက်မထဲဖြစ်တဲ့လက်ရာကိုပိုင်ဆိုင်မှုအစရှိတဲ့အချက်တွေနဲ့သတ်မှတ်ထားတာဖြစ်ပါရဲ့ရှင်နောက်ဆုံးဒီအချက်ကတော့စဖူမှုတွေအတွက်အခက်ဆုံးအချက်ဖြစ်ပါတယ်ရှင်မီရှယ်လင်စတာမှာစဖိုမှုတွေရဲ့စိတ်ဝင်စားစရာတွေကိုလည်းနောက်ပိုင်းမှာစောင့်မျှော်ရင်းသိချင်တာလေးရှင်းလဲကွန်မန့်မှာရေးပေးခဲ့ကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်